对蛮大件，就我对我一些呗。ကဲကျွန်တော်တို့18ရက်ကြာခရီးရပြီးပြီပေါ့နော်ရုရှားရယ်ဘန်ကောက်ရယ်ပြီးတရုတ်ရယ်3နိုင်ငံသွားလိုက်တာတော့ချီရယ်တို့မိမတော့တိတ်ချင်နေမကောင်းဘူးပေါ့နော်18ရက်လားသူရှိသေးရလားမသိမှာခဏသူအဲ့ပြဿနာတစ်ခုရှိရသူအားနေတဲ့ခါကျတော့ပြန်မလွယ်ရပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီနောက်ပိုင်းကဲအခုအိမ်မှာအထုပ်တွေရင်တော့ထားလိုက်တယ်ကွယ်အထုပ်တွေနဲ့ကြတော့အဆင်မပြေဘူးအခုဆေးရုံပြန်ထွက်လာပြီးကားလဲပြီးတော့အဆင်ပြေလာမယ်မရောက်တော့မယ်နော်ရှေ့မှာရောက်ပြီခဏလေးယောက်ျားကိုစော်ကားလို့ဖြစ်တာသူအားနေရလားမသိပါဘူးခဏတော့ဖြစ်တတ်တယ်မူးတာပေါ့နော် Hi လောလောဆယ်တော့ကျွန်တော် registration တက်လုပ်ရမှာပေါ့နော်ရီရတော့ဟိုဘက်မှာစစ်ဆေးပြီးတော့မှကြံခဲ့တယ်သွေးဖောက်ရမယ်တဲ့နဲ့registration တော့လုပ်လို့ပြီးပြီပေါ့နော်အဲ့တော့လူနာစီပြန်ပြေးလိုက်အောင်မယ်လူနာကဘယ်လိုအချိန်နေရှိတယ်မသိဘူးကဲလက်ကောက်ဝယ်ပေးလိုက်ပြီလက်ကောက်ထပ်လာလေးရပါပြီခဏကြာရင်စီထိုးပေးမယ်နော်လောဆယ်တော့အပေါ်မှာအခန်းယူထားတယ်အခန်းထဲမှာသူ့အားဆေးတွေပါတွေတွင်းမယ်ဒီမှာတညလောက်တော့အိတ်လိုက်မယ်လေအဲ့ကကျွန်တော်ဒီမှာဆေးရုံတရက်တက်မယ်ဆိုတဲ့ခါကျတော့ဒီမှာစီရင်နောက်ထပ်လာပြန်တွင်းရတာပေါ့နော် admission မှာဒါကြောင့်ပေါ်သက်စီတယ်ဒီဆောင်对蛮大件，就我对我一些呗，我是本来的。哦，没有，你看这一点好，你谢谢。就我去手里拉到谁那里啊？ဖြူပဲဖြူလာဆရာဝန်တွေထဲမှာမယုံတာတယောက်ပဲရှိတယ်ကျန်ဖို့ပဲဟုတ်ဆရာမင်္ဂလာပါဆိုတော့30လောက်ဝင်ကျင်တော့ရှိတယ်ဒါပေမဲ့ဒီမှာသူရတော့8ကျော်လောက်ဆိုတော့သူ့ရဲ့ဟိုရဲ့ symptom ကမောတယ်နှုံးနဲ့အားမရှိဖြစ်တယ်ကဲကျွန်တော်တို့ထင်းတဲ့အတိုင်းပဲပေါ့နော်အဖြေရလာပြီတွေးဖြေရပဲဖြေရလာပြီဆိုတဲ့အခါကျတော့ तू ကတန်တက်အားနေတာပေါ့နော်အဲ့ ferritin တို့ serum iron တို့ကအရင်ကျနေသူပြီးတော့ blood loss များတယ်အဲ့ဒီတော့ကြောင့်မလို့သူ့ရဲ့ hemoglobin က8ပဲရှိတယ် 8.3 ပဲရှိတယ်မိမရဲ့11ရှိရမှာ11နဲ့အဲ့အတွက်ကြောင့်မလို့သူအားနေတဲ့အတွက်ကြောင့်မလို့သူကအပင်မခံနိုင်ဘူးအမောမခံနိုင်တော့ဖြစ်သွားတန်တဲ့အားသေးတောက်ဖို့ကိစ္စဆက်ပြီးဆွေးနွေးလိုက်မယ်နော်ခဏနားလိုက်အောင်တန်ကြီးရည်တွေတောက်အောင်မတောက်လို့မရဘူးမတောက်လို့မရဘူးနေမကောင်းတဲ့မမကတော့တာယာနေဖုန်းတော်သုံးနေပြီစေးသွင်းပြီးတော့ချက်ချင်းကြီးကော်ဖီလေးဝယ်ပြီးဆိုတော့အောက်မှာအေးချမ်းအနားယူလိုက်အောင်မယ်ခဏလေးရှုပ်အခုမှပဲနားတော့ဟိုလေကိုဆေးုံတက်တော့ကတော့ရီပွင့်ဖြူဘလို့နေလဲမသိဘူးသူဆေးုံတက်တာတော့တော်တော်ရှုပ်တာပဲဟိုဘက်ကောင်တာပြေးလိုက်ဒီဘက်ကောင်တာပြေးလိုက်နေတော့တော်သေးတာအရင် serious မဟုတ်လို့ပေါ့နော်ခွဲစိတ်ရတာပြူရတာမဟုတ်လို့ကိုတော့ကတော့သူလုတ်ဖို့ရှုပ်မှာပေါ့လေကျွန်တော်တို့ဒီနေ့တက်တဲ့ဆေးရုံကဥက္ကလာဆေးရုံပေါ့နော်ဒီမြောက်ဥက္ကလာမယ်လမှုဖျားနာမှာရှိတာအရင် OSC ဆိုရဲဆေးရုံနာမည်ကနေပြီးမှမြန်မာနာမည်ဥက္ကလာဆေးရုံဆိုပြီးတော့မှပြန်ပြောင်းထားတာကျွန်တော်တို့ ਨੇ နီးတဲ့ခါကျတော့တော်တော်အဆင်ပြေတယ်အဓိကတော့ရီဖြစ်သွားတာတော့ခီးတာပင်ပန်းပြီးအားနေသွားတာပေါ့နော်အဖြေတွေလည်းထွက်လာပြီတစ်ပတ်လောက်နေလို့ရှင်တော့သူ့ medical check up တွေပါထပ်ပြီးလုပ်ပေးလိုက်ပါပေါ့နော်အဲ့ပေါ်ပြန်တက်လိုက်အောင်ပါတော့ကြအင်းအောင်ညောင်နဲ့អော်နေအောင်မယ်ဒီဟာဟာလားဆေးစစ်တာမဒီကေဆက်ချက်သွားတယ်ဆက်တော့ရှင်းပြတယ်ဟုတ်ကဲ့ဒါကျွန်တော်ဒါလေးခဏလောက်ပြီးမိမနဲ့ဆက်ပြတယ်တိုင်ဟုတ်ကဲ့ပါပါလိမ့်ပါဒီမှာဆော့ဆော့ကစိန်ဖြိုးလိုက်အပြင်မှာသွားပြီးဆက်စုလာတာဒီဥက္ကလာဆေးရုံက medical check up လုပ်တဲ့ package တွေလေဒီမှာဈေးရလေအရန်တက်တာလုံးလည်းမျက်လုံးတောင်မယုံလို့ဟုတ်ရလားလို့ပြန်မေးပြီးတော့ယူရတယ်အသက်40အောက်တွေ medical check up လုပ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ package က2,31000ပဲကျတယ်40နဲ့50ကြားဆိုလို့ရှိရင်3,24000နဲ့
တော့အသက်50အထက်တွေ check up လုပ်မယ်ဆိုရင်4,940,000သူစစ်ဆေးပေးမဲ့ဟာတွေဒီလိုအများကြီးစာမျက်နှာတစ်မျက်နှာအပြည့်ပါတယ်အဲ့ဒါကိုမှ9သိန်းမပြည့်ဘူးဒီစိတ်ဝင်စားတာကြာနောက်က package 2ခုရှိတယ် comprehensive plus နဲ့ပြီးရင် comprehensive ultra နဲ့ဆိုပြီးအဲ့ package 2ခုရှိတယ် plus မှာကြတော့သူကဆောနာဒီခန္ဓာကိုယ်တစ်ခုလုံး medical check up လုပ်ပြီးစစ်ဆေးတာတွေအပြင်ကင်ဆာ6မျိုးကိုသူတို့ဒီထဲမှာစစ်ပေးတယ်ပေါ့နော်အဲ့ဒါမှာ9,402,000ပဲကြာတယ်ultra ကတော့သူ့ထက်ပိုပြီးတော့ကောင်းတဲ့ဟာပေါ့နော်ပိုပြည့်စုံတဲ့ဟာပေါ့အဲ့တော့ဒါကြောင့်မိမတို့ဆို ultra စစ်ကမယ်ထင်တယ်နော် ultra cell ultra က whole body CT scan ပါမယ်အဲ့နှစ်ခုကအဲ့ဒါပဲကွာဒါပေမဲ့ CT scan ကတော့ကျွန်တော်တို့စစစ်ဖို့တော့လိုပြီတော့ CT ရအောင်အဲ့ဆိုရင်ယူတော့ဒီ ultra ပဲစစ်ကမှာပဲ73,950,000တောင်စစ်ကမယ်သူက imaging နဲ့ပတ်သက်တဲ့ဟာတွေပါတယ်တဲ့အဲ့ဒါကကြတော့ ECG X-ray တွေပြီး ultrasound ပေါ့နော် 1 by ultrasound ပါတယ်ပြီးရင် breast ultrasound ပါမယ်ဒါ CT whole body ဆိုတာဆန္ဒစိန်ပြောတဲ့ဟာအဲ့ဒါနိုင်ငံမှာရိုက်မယ်ဆိုလို့ရှင်လဲအရန်စီးကြီးရဲ့ဒီ CT ကလေစီးစစ်တာ1စစ်တာသွေးနဲ့ပတ်သက်ပြီးအကုန်စစ်ဆေးပေးတယ်အသက်နဲ့ပတ်သက်ပြီးတော့စစ်ဆေးတာတွေတင်သူမှာ9မျိုးလောက်ရှိတယ်ပြီးရင်ကြောက်ကက်နဲ့ပတ်သက်ပြီးတော့စစ်ဆေးပေးတယ်အယိုးစစ်နဲ့ပတ်သက်ပြီးတော့စစ်ဆေးခြင်းနဲ့โอเคเนาะတော်တော်ပြည့်စုံနေပြီเนาะယောက်ျားပြီး thyroid ကူးစက်ရောဂါနဲ့ပတ်သက်တာเนาะဘီဘိုးစီဘိုးတွေပေါ့ဒါတွေလည်းပါတယ်အဲဒီမှာကင်ဆာ6မျိုးကဘာကင်ဆာတွေပါလဲဆိုတော့အသည်းကင်ဆာသားဥအိမ်ကင်ဆာအစာအိမ်ဥလန်းချောင်းကင်ဆာရှိမရှိရင်သားကင်ဆာရှိမရှိပန်ခရီယက်ကင်ဆာစစ်ဆေးခြင်းစီးကျိတ်ကင်ဆာဒီကင်ဆာ6မျိုးကလူတွေမှာအဖြစ်အများဆုံးပေါ့နော်အဲ့ဒီ6မျိုးကိုသူကကျူမာမာကစစ်ပေးတယ်နောက်ပြီး hormone test တွေစစ်ပေးတယ် in-body test ပါတယ် in-body test စစ်ပေးတယ်နောက်တစ်ခုကတော့ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်လို့ရတယ်အဲ့မှာ specialist နဲ့ counseling လုပ်ပေးတယ်ဒီလိုနှစ်ယောက်ကတော့နောက်ရက်ဒီဆေးရုံကိုပြန်လာပြီးလို့ရှိရင်ဒီ package လေးကိုစစ်ဆက်လိုက်မယ်နော်ဒီလိုမျိုးမပေါ့ကြပါနဲ့ပေါ့နော်medical check up လေးကိုပုံမှန်လုပ်ပါတက်ကြီးကြီးငယ်ငယ်ကိုမှအယောဂရှိတယ်ဆိုတာမသိနိုင်ဘူး။ဒါကြောင့်အရောက်မှပြန်ပြီးစို့။ခေါင်းဖလောတော့မှာမဟုတ်ဘူး ဟုတ်ဘူးရှိမှာကာတွေ့လားမြင်လား ။ဒါတော့အောက်ကလာ အခုအပေါ်ကနေပြီးတော့ငါပြောင်းပြီးစီစဉ်လိုက်ပြီမှာပါကားတက်လေကား ။ တော့ အားလေးကနေဆင်းသွား အဲ့ရနေအောင်ဆင်သွားလိုက် ။ဒီဥက္ကလာဆေးရုံကအမြင်တော့အရှိရပဲဖြတ်နေရောဒီလိုအနောက်ထဲမှာဆေးရုံအကြီးရှိမှန်းကြီးမသိဘူးပေါ့နော် တော်တော် upgrade လုပ်ထားတာနော် တော်တော်အဆင်ပြေတယ်။